ဇွန်လထဲမှာဝင်ငွေလမ်းတွေပွင့်ပြီးစီးပွားရေးအဆင်ပြေမဲ့ရာသီပွား၃ခု2026ဇွန်လကတော့ရာသီပွား၃ခုအတွက်ငွေကြေးကန်တွေထူးထူးခြားခြားကောင်းမွန်မဲ့လတလဖြစ်လာပါတော့မယ်။နက္ခတ်ပေတွေအရာဂျူပီတာဂျိုကြာသပတေးဂျိုကဇွန်လ30မှာကာကွယ်ခြင်းနဲ့စီးစိမ်ဥစ္စာကိုဆောင်ယူပေးတဲ့လီယိုတဲကိုစပြီးကူပြောင်းမှာဖြစ်သလိုအလားပါနဲ့ငွေကြေးကိုကိုစားပြုတဲ့ဗီနက်ဂျိုတောက်ကြဂျိုကလည်းဇွန်လ23ရက်ကလေးကလီယိုရာသီတွေကိုကျွတ်တွင်းဝေရောက်ပြီးလန်ကင်ပေးထားမှာပါ။ဒီတော့ကိုဖြစ်ချင်တဲ့ရှိမှန်းချက်တွေအတွက်လက်ရှိလုပ်နေတဲ့အလုပ်တွေကိုပဲအာရုံစိုက်ပြီးဆက်ကြိုးစားနေဖို့လိုပါတယ်။ဒါဆိုရင်ဇွန်လထဲမှာကိုမျှော်လင့်ထားတဲ့အောင်မြင်မှုနဲ့ငွေကြေးတနတွေကိုလက်တွေ့ခံစားရမှာပါ။ငွေကြေးကန်အကောင့်ဆုံးဖြစ်မဲ့ရာသီပွား၃ခုကဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နော်။နံပါတ်1ကန်ဆာဒီလထဲမှာတော့ကရကက်ရာသီပွားတွေကအချမ်းသာဆုံးနဲ့ငွေကြေးကန်အကောင်းဆုံးရာသီပွားဖြစ်လာမှာပါပြောရရင်ဒီငွေကန်ကအခုဇွန်လတွေမဟုတ်ပဲ2029ခုနှစ်ထိအောင်ကိုဆက်ပြီးတော့ကောင်းနေအောင်ပါနော်ဇွန်လ23ရက်မှာတောက်ကြကျိုးကကိုယ့်ရဲ့ငွေကြေးကန်တာတွေဝင်လာပြီးအခွင့်အလမ်းကောင်းသစ်တွေကိုယူဆောင်လာပေးလိမ့်မယ်အဲ့ဒီနောက်ဇွန်လ30မှာကြာသပတေးကျိုးကပါထပ်ဝင်လာပြီးအဲ့ဒီအခွင့်အလမ်းတွေကိုပို့ပြီးကြီးပွားတိုးတက်အောင်ပံ့ပိုးပေးမှာပါအကြံပြုချက်အနေနဲ့ကတော့ကိုဒီထက်မကအောင်မြင်ပိုင်ဆိုင်ထိုက်တယ်ဆိုတဲ့ယုံကြည်ချက်အပြည့်မွေးထားပါလာစာပိုကောင်းတဲ့အလုပ်တွေရှောက်တာပဲဖြစ်ဖြစ်ကိုစီကငွေကိုတိုးပွားအောင်ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်လုပ်ဖို့အကောင်းဆုံးအချိန်ပါပဲတခုပဲဝင်ငွေထက်ထွက်ငွေကပုံမမြန်သွားဖို့တော့တတိထားဖို့ပါပဲနံပါတ်2ဂျမနိုင်မေထုံရာသီပွားတွေအတွက်ကတော့လက်တွေ့အကောင့်ထဲပေါ်လှုပ်ရှားရမယ့်အချိန်ပါပဲကိုယ့်ရဲ့မွေးလာရာသီပြီးလို့ဇွန်လ21ရက်မှာနေမင်းကြီးကကရကတ်ရာသီတွေကူးပြောင်းသွားတာနဲ့စီးပွားရေးစီပင်ဝါပြောမဲ့အချိန်ကာလတစ်ခုစတင်တော့မှာပါဖေးရင်းပညာမှာနေမင်းကြီးကအင်မတန်ကန်ကောင်းစီတဲ့ကြိုဖြစ်တဲ့အတွက်ကိုလုံးသမျှအလုပ်တွေကနေငွေကြေးအကျိုးအမြတ်တွေဖြစ်ထွန်းလာအောင်လမ်းပြပေးပါလိမ့်မယ်အခွင့်အလမ်းသစ်တွေရောက်လာရင်လိုက်လို့မခံပဲအမိအယဖန်ဆုပ်ဖို့ပဲလိုပါတယ်အကြံပြုချက်အနေနဲ့ကတော့ဒီအချိန်ကငွေကြေးပိုင်းပိုပြီးတည်ငြိမ်ခိုင်မာလာအောင်ခြေလှမ်းလှမ်းရမယ့်အချိန်မှာအဓိကအလုပ်ကနေပဲဖြစ်ဖြစ်ကိုပိုင် project အသစ်လေးတွေစလုပ်ရင်းနဲ့ပဲဖြစ်ဖြစ်ဝင်ငွေတွေပိုတိုးလာနိုင်ပါတယ်။နေမင်းကြီးကကိုယ့်ရဲ့ရှေ့ဆက်ရမယ့်လမ်းကိုလင်းထိန်စေပြီးငွေပိုရှာနိုင်ဖို့လိုအပ်တဲ့ယုံကြည်မှုကိုပေးစွမ်းပါလိမ့်မယ်။နံပါတ်3 Taurus ပြည့်တဲ့ရာသီပွားတွေအတွက်ကတော့အပြောင်းလဲတွေကိုရင်ဆိုင်ပြီးအခွင့်အရေးကိုအရယူရမယ့်အချိန်ပါပဲဇွန်လ28မှာအင်္ဂါဂျိုမတ်ကမေထုံရာသီတွေကိုကူးပြောင်းသွားမှာဖြစ်လို့ကိုယ့်ရဲ့ငွေကြေးလွတ်လပ်ခွင့်အတွက်စိတ်အားထက်သန်မှုနဲ့စိတ်ပိုင်းဖြတ်မှုတွေပြည့်ပြည့်ထန်ထန်ဖြစ်ပေါ်လာပါလိမ့်မယ်။ကိုယ့်ရဲ့ဗန္ဒာရေးအခြေအနေကအကောင့်ဘက်ကိုဥတည်နေတာမလို့လောလောဆယ်တော့ကြုံရမယ့်အပြောင်းလဲတွေကိုကြီးကြီးပြူပြူလက်ခံလိုက်ပါ။ကိုဆွဲထားတဲ့ plan တွေပြောင်းလဲသွားရင်တော့စိတ်မပြတ်ဘဲမထင်မှတ်ထားတဲ့အခွင့်အရေးတွေကိုလမ်းဖွင့်ပေးလိုက်ပါ။အကြံပြုချက်အနေနဲ့ကတော့ UANET ဂျို UANET ရဲ့ရိုက်ခတ်မှုကြောင့်အခြေအနေတွေကလုံးဝတည်ငြိမ်မနေသေးဘူးလို့ခံစားရရင်တော့ရှေ့ဆက်တိုးဖို့တွန်းဆုံမနေပါနဲ့အချိန်ကြာကြီးတွေးတောဝေခွဲမနေပဲချက်ချင်းဆုံးဖြတ်ချက်ချဖို့အသင်သင့်ပြင်ထားပါကိုယ့်ရဲ့ရဲရဲဝံ့ဝံ့ခြေလမ်းတွေကနေတဆင့်ငွေကြေးအကျိုးအမြတ်အများကြီးရမယ်အခန်းကဏ္ဍတစ်ခုစီကိုရောက်ရှိသွားပါလိမ့်မယ်ခြုံငုံကြည့်ရရင်တော့ဒီဇွန်လထဲမှာအခွင့်အရေးတွေကကိုယ့်စီအလိုလိုရောက်လာမှဖြစ်တယ်လို့ကိုယ်တိုင်ကလည်းဇွဲရှိရှိနဲ့ဆုံးဖြတ်ချက်ပြည့်ပြည့်တသားချနိုင်ဖို့လိုအပ်ပါတယ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်